မင်္ဂလာပါကျွန်တော်ကတော့ရွှေပေပဲဖြစ်ပါတယ်မနေ့ကဘာသာအသီးသီးမှာရှိတဲ့ငရဲပီတွေအကြောင်းကိုကျွန်တော်ကြားပြောခဲ့တယ်အဲ comment တစ်ခုကစိတ်ဝင်စားဖို့ကောင်းတယ်တမန်ကျမ်းစာထဲမှာသခင်ယေရှုလည်းမရဏနိုင်ငံအကြောင်းပြောခဲ့တယ်ထိုအရာတနေရာတည်းရှိပြီးနှက်စွာသောကြောက်ကြီးပဲခြားထားတယ်တစ်ဖက်နဲ့တစ်ဖက်လှမ်းမြင်နေရတယ်သူအဲမရဏပရိဒီသူဘုံဘယ်မှာလဲစိတ်ဝင်စားဖို့ကောင်းတယ်မေးတဲ့သူလည်းကျေးဇူးတင်တယ်ဒီအရာကိုမပြောမိမှာကျွန်တော် comment တွေလည်းတွေ့ရမှာပေါ့နော်ဥစွာဗုဒ္ဓဘာသာပေါ့ဗုဒ္ဓဘာသာလွဲရင်ကျန်သောဘာသာတွေကဖန်ဆင်းရှင်ကိုလက်ခံယုံကြည်သူတွေဖြစ်ပြီးဖန်ဆင်းရှင်အလိုကျငရဲနဲ့ကောင်းကင်ကိုသွားရမှာဖြစ်တယ်ဗုဒ္ဓကတော့ဖန်ဆင်းရှင်မဟုတ်လမ်းပြရှင်ဖြစ်တယ်ကိုဘဝကိုလွတ်လပ်စွာဖန်တီးယူပိုင်ခွင့်ရှိတယ်သူပြောထားတယ်ပေါ့နော်အရန်ကောင်းတယ်ပေါ့ကျွန်တော်စကားပလင်ခံလို့တာဘယ်ဘာသာမှမကောင်းဘူးလို့ကျွန်တော်မပြောဘူးလူတိုင်းလွတ်လပ်စွာရွေးချယ်ကိုယ်ကွယ်ပိုင်ခွင့်ရှိတယ်။ဘောရဘာသာဆိုလည်းကျွန်တော်လေ့လာတယ်။ကိလေသာ25ရာခိုင်နှုန်းကျင်းသွားပြီဆိုရင်သောတာပန်ဖြစ်တယ်။အဲ့ဒါခုနဘဝကြံသေးတယ်။အဲ့ထက်မှာတက္ကရာအနာဂံယဟန္တာဆိုရင်ဘဝအဆက်ဆက်ပြီးတော့မှကြင်ကြံအားထုတ်ဖို့လိုအပ်သေးတယ်။တနည်းသွားတဲ့အခါကျတော့တစ်ခါတည်းနဲ့နော်သူဝိပဿနာရှုရင်ချက်ချင်းတော့မှသူနိဗ္ဗာန်ရောက်နိုင်တဲ့အကြောင်းတရားသမားနဲ့တွေ့ဆုံစကားပြောခွင့်ရခဲ့တယ်။သူဘလို့တော့ဝင်လေထွက်လေရှုကြောင်းပေါ့။အဲကြောင့်စဉ်းစားရတယ်။သူအိတ်နေလဲဒီအသက်ကရှုနေတာပဲ။တော့ဒီလေကလည်းရှိနေတာပဲ။ဒီလေကိုဘယ်ကနေလာပြီးတော့မှဒီအသက်ရှုစေသောအရင်မြစ်ကိုရှာရင်ပိုမကောင်းဘူးလား။ကျွန်တော်စဉ်းစားမိတာပါ။ဖခင်ကလည်းစိတ်နှလုံးကျွမ်းမဲ့ရှာရင်တွေ့ခံမယ်လို့ပြောထားတာကိုဆိုတော့ငရဲကြီးရှစ်ထပ်ရှိတယ်။ထာဝရမဟုတ်ဘူးပြစ်ဒဏ်အ ਨੇ ဆုံးတော့မှငရဲကနှစ်တန်ပေါင်းများစွာကြာတယ်ဆိုတာသိရတယ်။ကျန်တဲ့အပြစ်ဒဏ်တွေတော့မပြောသေးဘူးပေါ့နော်။ဘာပဲဖြစ်ဖြစ်ငရဲမကြရင်တော့အကောင်းဆုံးပါပဲ။ဟိန္ဒူလည်းထုံနေလကောင်ငရဲ28ခန်းရှိတယ်။ထာဝရကာလရောက်တဲ့ဒီဘဝအဆက်ဆက်ကျင့်ကြံအားထုတ်ရမယ်။အစ္စလမ်အလာကိုကိုယ်ွယ်ယုံနဲ့မပြီးဘူး။တမလုံးမှာစံချီထက်ပါတဲ့တရားပေါ်ကိုဖျက်ရှောက်အောင်အောက်မှာမီးဟုံးတောက်နေတဲ့ငရဲပီကြီးရှိတယ်။အလာကိုယုံကြည်တယ်လို့သူ့ရဲ့ပညာတွေကိုလည်းကျင့်ဆောက်ဖို့လိုသေးတယ်။အဲဒီခါမှာကုသိုလ်အကုသိုလ်ချိန်ပြီးအကုသိုလ်လေးရင်တော့အောက်ကိုကျသွားမှဖြစ်ပြီးငရဲပြီး9ထပ်ရှိတယ်။အပေါ်ဆုံးထပ်ကနေကြောက်ခဲတစ်လုံးပြစ်ချရင်တော့မှအောက်ဆုံးထပ်ရောက်ဖို့290ကြာမယ်။ဆိုတော့ကိုသိရတယ်ပေါ့နော်။ဆိုတော့ငရဲ9ထပ်ရှိတယ်။ထုံးနည်း၎င်းသခင်ယေရှုကလည်းလောကကြွားဆင်းလာတဲ့အခါမှာတထေးနဲ့လာဇရုအဖြစ်မရဏနိုင်ငံရှိကြောင်းပြောကြားခဲ့တယ်။တချို့လည်းဒါပုံဥပမာပါသခင်ရှုဟာပုံဥပမာပေးရင်နာမည်တက်လိမ့်မရှိဘူးနောက်တစ်ချက်သခင်ယေရှုဆိုတာအဲ့ဒီအချိန်တော့ငါဘာပြောမိလိုက်လဲမသိဘူးဆိုပြီးလက်လွတ်စပယ်ပြောမဲ့အရှင်မဟုတ်ဘူးဒါကြောင့်မရဏဆိုတာတမလုံးမှာတကယ်ရှိတယ်အဲ့တော့ဆင်းရဲသားလေးကဘာလို့လွတ်မြောက်သွားတာလဲဘယ်တရားကြောင့်လဲတော့ဓမ္မဟောင်းကာလမှာကယ်တင်ခြင်းရဖို့အတွက်လူစားတိခံကြွဆင်းလာမယ်မေရှိယကိုမျှော်လင့်ယုံကြည်ရမှာဖြစ်တယ်။အာဗြဟံရဲ့ယုံကြည်ခြင်းကိုဖြောင့်မတ်ခြင်းကဲ့သို့မှတ်တယ်။လာဇရုသေဆုံးတဲ့အခါမှာကောင်းကင်တမန်အာဗြဟံရင်ကိုပို့တယ်ဆိုတာအာဗြဟံကဲ့သို့သောယုံကြည်ခြင်းတူညီသောယုံကြည်ခြင်းရှိလို့သူ့ထံကိုရောက်ရှိခြင်းဖြစ်တယ်။ဘာကိုယုံလဲကြွဆင်းလာမယ်ရှင်။ဘာနဲ့သက်သေပြမလဲ။ဗတ္တိဇံဆရာယောဟန်အားလုံးသိတယ်။သူအချင်းကြခံရတဲ့အခါမှာတပည့်တွေကိုသွားမေးခိုင်းတယ်ကိုရောလူစားတိခံကြွဆင်းလာတဲ့ကယ်တင်ရှင်မေရှိယမှန်လားအဲ့မှာသခင်ယေရှုပြန်ပြောတာကံတော်သူမြင်ပြီးသေတော်သူရှင်းပြီးနှူတော်သူတန်ရှင်းပြီးနာမကျသူကြားပြီးစင်ရသားတို့ဒီဝမ်းမြောက်ဖွယ်ရာသတင်းစကားကိုကြားရပြီဆိုတဲ့ဟေရှာယ36အကြောင်းကိုပြောကြားခဲ့တယ်လို့အပြင်မှာလည်းထိုကဲ့သို့ပြုပြီးသက်သေထူခဲ့တယ်ဟုတ်ယေရှုဟာကြွလာတော်အရှင်မှန်တယ်ဆိုတာဗတ္တိဇံဆရာယောဟန်သိတယ်လို့ထိုချိန်ကာလလူတိုင်းဒီအကြောင်းအရာကိုသိနှင့်ပြီးလက်ခံယုံကြည်သူနဲ့လက်မခံတော့သူပဲကြွာပြီးတော့တတိကဲ့သို့မရဏကိုကြာဆင်းသွားတယ်ပေါ့နော်မရဏကတော့မိဟုံဟုံတောက်နေပြီးတော့ပြင်းစွာဝေဒနာခံရပြီးရေတစ်စက်အတွက်အော်ဟစ်ပြီးအကူကြီးတောင်းတယ်ဆိုတာအဲ့မှာဖော်ပြထားတယ်စင်ရသားလေးကတော့အာဗြဟံရဲ့ရင်ခွင်ထဲမှာရောက်ရှိနေတယ်အခုဘယ်ရောက်သွားလဲတစ်ချိန်လုံးကမရဏနဲ့တည်ခြင်းရဲ့တော့ကဒီမာနရဲ့လက်ထဲမှာရှိတယ်သခင်ယေရှုလဝါကားတိုင်းမှာအသေးခံတယ်
ထမြောက်တယ်နော်လူတိုင်းထိုတည်ခြင်းရဲ့တကူထဲမှာမာနရဲ့တကူထဲမှာချုပ်ထားခြင်းခံသခင်ယေရှုလူတို့နည်းသူအသွေးသားကိုခံယူပြီးတော့မှသက်ရှင်ခဲ့တယ်ပြီးမှလူတိုင်းကြောက်တဲ့တည်ခြင်းကိုခံယူပြီးတော့မှရှင်ပြန်ထမြောက်ခဲ့ပြီးထိုကောင်းကင်နိုင်ငံနဲ့တည်ခြင်းရဲ့တော့သခင်ယေရှုလက်ထဲမှာရောက်သွားပြီဆိုဗျာဒိတ်ကျမ်းတဲ့အငယ်16မှာပြန်ဖတ်ကြည့်ပါခီးကောင်းကင်နိုင်ငံတော့သခင်ယေရှုလက်ထဲမှာပေတရုရဲ့လက်ထဲမှာမဟုတ်ဘူးကျမ်းစာထဲမှာဖော်ပြထားတာအဲ့တော့ရောက်သွားပြီးတဲ့အခါမှာသခင်ယေရှုကောင်းကင်ဘုံတက်ကြွခြင်းကိုပြုတော်မူပြီးဥစွာမြေကြီးအောက်ရက်သို့သွားတယ်ပြီးတော့များစွာသောသူတို့သိသိခေါ်ဆောင်သွားပြီးစုတွေကိုပေးတယ်ဆိုတဲ့အရာအေဖက်4:8မှာဖတ်ကြည့်ဆိုအခုကောင်းကင်ဘုံရောက်သွားရင်ဘာနဲ့သက်သေပြမလဲကားတိုင်းထက်ကလူဆိုးကြီးနောင်တရတဲ့ယေရှုကိုလက်ခံတယ်ယုံကြည်တယ်အဲ့ခါမှာတရားငါနဲ့တူပရတိသူ့ဘုံမှာရှိမယ်အဘက်မှာလည်းတတိဖန်ကြောက်ခဲနဲ့ဝိုင်းပြကြတဲ့အခါမှာကောင်းကင်ဖွင့်လေသည်ကို၎င်းလက်ရဘက်၌လူသားကို၎င်းသူမြင်တယ်ကျွန်တော်ဝိညာဉ်ကိုရောလက်၌အပ်ပါပြီဆိုပြီးတော့ယေရှုခရစ်တော်ဖခင်ရဲ့လက်တော်ထဲကိုသူအနံ့ခဲ့ကောင်းကင်ဘုံဓမ္မတော်ရှင်ပေါလုကိုယ်တိုင်ကလည်းဒီဝိညာဉ်ခန္ဓာနဲ့ခွာပြီးတဲ့သခင်ယေရှုရဲ့ရှိရာအရာကိုသူမျော်လင့်နေဆိုတဲ့အရာလည်းဖော်ပြထားတယ်။ကောင်းကင်ဘုံကိုရောက်ရှိသွားပြီဖြစ်တယ်။တော့တမလွန်မှာဘာကွာသွားမလဲ။သုတရဖူတွေကွာသွားမယ်။တရဖူ5မျိုးအရင်ကကျွန်တော်ပြောပြီးသွားပြီပေါ့နော်။ဆိုတော့အလုတ်တွေကွာသွားမယ်။အမတ်တယောက်ကအပြင်သွားတဲ့အခါမှာတထေးကြီးကနော်သူ့တပည့်တွေကိုဒီရွှေတပိတ်သားစီပေးခဲ့တယ်။10ပိတ်သား30သူ9နှစ်တူ10မြို့ကန်စားဆန်စားလို့9ပိတ်သားတိုးတဲ့သူ9မြို့ဆိုပြီးတော့မှအခွင့်အာဏာတွေခွဲပေးခဲ့တယ်။မတိုးပွားသောသူကိုတော့ပြင်းရသောငယ်သားငါရဲ့အုပ်ချုပ်ကိုမခံလို့သောဤငယ်သားကိုစီရင်ခဲ့တယ်ငရဲချခဲ့တယ်ဆိုတဲ့အရာတွေ့ရတယ်ဒီအရှင်ရဲ့အုပ်စိုးခြင်းကိုဝန်မခံမယုံကြည်သောသူတည်တံစီရင်ခြင်းခံရတယ်ဆိုတဲ့အရာတွေ့ရတယ်နောက်တစ်ချက်ရှင်မဿဲ25မှာနော်အခွင့်50အခွင့်20 10 50ကတိုးတယ်အစွမ်းရှိသည့်အလျောက်ပဲသူကပေးထားတာ20ရှိတဲ့သူ20ပေးတယ်တိုးတယ်သာဓုသစ္စာရှိသောငယ်သားကောင်းဆိုပြီးစုကတော့အတူတူပဲနောက်10မတိုးငိုကြွေးခြင်းအံသွားခဲခြင်းရှိရာမှောင်ရက်ခေါ်သွားလို့ဆိုဖော်ပြထားသူ့တော့ငရဲချတယ်လို့မမြင်ရဘူးပေါ့နော်ဆိုတော့မှောင်ရက်ဆိုတော့လူအတမလောမှာဘုံကွာသွားမယ်ဆိုတော့တစ်ကော15မှာလည်းနေဘုံလာဘုံဂျေဘုံမတူသလိုပေါ့ဒီလိုကွာခြားသွားမယ်ဆိုတဲ့အရာတွေတွေ့ရတယ်နော်ဒီစုပေးပွဲကိုတော့ကြီးဆောင်ခြင်းပြီးရင်စုပေးပွဲကျင်းပပြီးရင်နှစ်1000ကာလမှာဘာလုပ်မလဲသခင်ယေရှုနဲ့တူထိုသူတို့ဟာစိုးစံမဲ့အကြောင်းဗျာဒိတ်ကျမ်း20မှာပြန်ဖတ်ကြည့်တွေ့ရမှာဖြစ်တယ်နောက်ပြီးတော့မှဗျာဒိတ်ကျမ်း20အဆုံးမှာပဲအသက်စာဆောင်နဲ့အခြားသောစာဆောင်များလည်းဖွင့်ထားပြီးတော့မှသခင်ယေရှုအကြောင်းမကြားသိသောသူတို့ကိုသူတို့အကျင့်လျောက်စီရင်မဲ့အကြောင်းဖော်ပြထားတယ်အကျင့်လို့ပြောတဲ့အခါမှာကျွန်တော်သတိပေးချင်တာတော့ဖန်ဆင်းခြင်းကလက်ရတော်တွေကဖျားကိုမြင်တွေ့စေဖို့အတွက်ဒါတွေကသက်သေတွေပဲဖြစ်တယ်ဆိုတော့ကျမ်းစာဖော်ပြထားတယ်။ယုံလောက်သောသက်သေလည်းပေးထားပြီးဖြစ်တယ်။မယုံလျင်အဘယ်သူသည်အပြည့်စီရင်ခြင်းနဲ့လွတ်နိုင်ပြီ။နောက်တစ်ချက်ဖျားသခင်ကိုစိတ်နှလုံးအကျွမ်းမဲ့နဲ့ရှာလင်ဖျားလည်းအတွေ့ခံမယ်ဆိုတဲ့အတိုင်းနော်ဒီနေ့ထိုဖျားအကြောင်းကိုမကြားဘူးပြင်မယ်ရှာတဲ့အခါမှာတကယ်အတွေ့ခံတဲ့သက်သေတွေလည်းများစွာရှိပါတယ်။ဒါကြောင့်တမလွန်မှာမိစဉ်ကြည့်ကလို့မရလူဟာသေဆုံးသည်နဲ့ဆိုင်ရာဘုံကိုတန်းရောက်သွားကြောင်းကျမ်းစာကဖော်ပြထားတယ်။ကောင်းကင်နိုင်ငံရဲ့သော့သခင်ယေရှုလက်ထဲမှာရှိတယ်။သေပြီးမှနောက်ကနေဘာမှလှုပ်ပေးလို့မရတော့ဘူး။ဗျာဒိတ်ကျမ်း1:16မှာပြန်ဖတ်ကြည့်ပေါ့နော်။ဒီနေ့ကြားနာနှုတ်ကပတ်တော်မှာဆင်ခြင်ပြီးတော့မှယခုအသက်ရှင်စဉ်မှာကာလအချင်းကိုရွေးနှုတ်ပြီးတော့တမလွန်နော်ဒီထာဝရကာလအတွက်ကောင်းသောအရာကိုရွေးချယ်ပြီးတော့မှအသက်ရှင်စေကြောင်းအနည်းငယ်မျှဝေပါအကြောင်းဆရာဖျားရှိကောင်းကြီးပေးပါစေ။